စေတနာထားပြီးကူညီနေပေမဲ့အိမ်လိုချင်းလိုညံ့များနေသူတွေကိုပညာပြခဲ့တဲ့အေတင်ကိုပရိသတ်များလုံးပဲမင်္ဂလာပါဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်တထေးမကြီးအေတင်ကိုကတော့အရင်ကဝန်ဆက်အပြည့်စုံမိတ်ကပ်လက်သေးသပင်တွေကိုတေးချဆင်ရင်ပြီးလုပ်ငန်းတွေကိုကြီးကြပ်ကိုခဲ့တဲ့သူပေါင်းငလျင်ကြီးလှုပ်ပြီးကလေးကအေတင်ကိုဟာကိုတောင်လှအောင်ဂရုမဆိုင်နိုင်တော့ပဲငလျင်ဘေးသင့်ပြည်သူတွေကိုကူညီပေးနေပါတယ်သူပိုင်ဆိုင်တဲ့အရာတွေကိုရောင်းချပြီးတော့အိမ်လေးတွေစောက်ပေးနေသလိုသူ့ရဲ့ဆက်ကြီးတွေကိုအသုံးချပြီးတော့လဲပြိုသွားတဲ့တိုက်တွေကိုရှင်းလင်းပေးနေတာပါအေတင်ကိုကအိမ်တစ်လုံးကို65သိန်းနဲ့စောက်ပေးနေပေမဲ့လည်းတချို့တွေကတော့အိမ်တကယ်မပြိုပဲအိမ်ညာတွေဖန်တီးတာကိုလည်းကြုံရပါတယ်အေတင်ကိုဟာငလျင်ဘေးကြောင့်အိမ်ပြိုသွားတဲ့သူတွေကိုပဲအိမ်လေးတွေတိစောက်ပေးနေတာဖြစ်ပါတယ်တချို့တွေကတော့ငလျင်ဘေးနဲ့ရောချပြီးအိမ်အစ်စ်တစ်လုံးလိုချင်လို့အကြံဖန်တွေလောက်တာအိမ်တွေကိုကိုယ်တိုင်ဖြိုလိုက်တာတွေကိုလည်းကြုံရပါတယ်အေတင်ကိုကစီးပွားရေးလောကထဲမှာရပ်တည်လာတာကြပြီးဖြစ်တယ်လို့လူပေါင်းများစွာနဲ့လည်းကြုံတွေ့ပူပြီးသားဖြစ်တာကြောင့်ဘလို့လူကဘလို့အကြံစီတွေထုတ်နေလဲဆိုတာကိုလည်းသိနိုင်သူဖြစ်ပါတယ်တချို့အိမ်တွေကအိမ်အသစ်လိုချင်တာကြောင့်အရင်အိမ်ဟောင်းကိုဖျက်ပစ်လိုက်ပြီးအသစ်တစ်လုံးလာရောက်လှူခံပါတယ်အေတင်ကိုဟာပါနက်ပြီးသားဖြစ်တာကြောင့်ချက်ချင်းလှူမယ်လို့မပြောဘဲပတ်ဝန်းကျင်ကိုစုံစမ်းနေတာပါတချို့အိမ်တွေကလောက်ချမ်းဖန်တီးပြီးလာရောက်လှူခံရင်လည်းအေတင်ကိုကသူ့ကိုလာရောက်လှည့်စားလို့မရကြောင်းကိုဓာတ်ရိုက်ပဲပြောလိုက်ပါတယ်ငလျင်ဘေးသင့်ပြည်သူတွေအတွက်အိမ်မရှိတော့ရင်အဆင်ပြေအောင်လှူဒန်းတာဖြစ်ပေမဲ့လည်းအိမ်အသစ်တစ်လုံးအဆင်သင့်လိုချင်သူတွေကိုအေတင်ကိုကပညာပြတတ်ပါတယ်အချမ်းလန်းတွေကိုကြိုတင်စုံစမ်းထားသလိုပတ်ဝန်းကျင်တွေကိုလည်းမေးမြန်းထားပြီးအထောက်ထားနဲ့တကွရှင်းတတ်တာကြောင့်အိမ်အသစ်တစ်လုံးလိမ့်လဲပြီးအလှူခံသူတွေကဘာမှမပြောနိုင်ဖြစ်သွားကြပါတယ်ဒီလိုပါနတ်တာကြောင့်လည်းအေတင်ကိုဟာစီးပွားရေးလောကထဲမှာနေရာတနေရာရနေတာဖြစ်ပြီးလုပ်ငန်းများစွာကိုဦးဆောင်နိုင်တာပါအိမ်အသစ်တစ်လုံးလိုချင်တာကြောင့်လှည့်စားသူတယောက်ကိုယုံကြည်မိပြီးအိမ်ဆောက်ပေးလိုက်ရင်တကယ်ပြိုပြတ်သွားသူတွေကနစ်နာသွားမှာဖြစ်ပါတယ်အိမ်တစ်လုံးရဲ့တမိုးကလည်းမနှဲတာကြောင့်အလူရှင်တွေရဲ့ယုံကြည်မှုကိုလည်းရအောင်အေတင်ကိုကစနစ်တကျလုပ်တတ်သူဖြစ်ပါတယ်အိမ်တစ်လုံးစာလုံးကိုလှူဒန်းပေးတဲ့အလူရှင်တွေလည်းဝမ်းသာရအောင်အိမ်တကယ်ပြိုသွားတဲ့သူတွေလည်းအိမ်သစ်လေးရအောင်အေတင်ကိုကအပြစ်မှန်းခံပြီးတော့စူးစမ်းပေးနေတာဖြစ်ကောင်အတန်ဝင်တဲ့အထိပါဖြစ်သွားခဲ့ပါတယ်အေတင်ကိုကသူ့ရဲ့ဆက်တွေကိုတုံးပြီးအိမ်တွေကိုရှင်းလင်းပေးပေမဲ့လည်းတချို့တွေကတော့သဘောမကျကြပါဘူးမလိုအပ်ဖဲအိမ်တွေကိုဖြိုဖျက်တယ်လို့ထင်ကြပြီးတမျိုးမြင်ကြတဲ့သူတွေလည်းရှိပါတယ်စိတ်မချရတဲ့အိမ်မှာနေနေရင်အိမ်ကြီးပြိုကျကမဆုံးရှုံးတဲ့အသက်တွေဆုံးရှုံးရမှာကိုစိုးရင်တာကြောင့်အေတင်ကိုကအိမ်တွေကိုလိုက်ဖြတ်ပေးတာဖြစ်ပါတယ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုလက်လွှဲထားပြီးငလျင်ဘေးသင့်ပြည်သူတွေကိုလူအားယုံငွေရပါစိုက်ထုတ်ပေးနေတာကြောင့်အေတင်ကိုကတော့သဘောမကျတဲ့သူတွေတောင်ချစ်ခင်လာကြပါတယ်အရင်ကတော့ပွဲဘီရင်မဆိုတဲ့နာမည်တစ်လုံးကိုရခဲ့ပြီးဖြစ်သမျှကိစ္စတွေကိုလိုက်လွှင့်ပြီးရှင်းတတ်သူလို့ထင်ခဲ့ကြတာပါသူရဲ့ဂုဏ်သိက္ခာကိုထိခိုက်အောင်စော်ကားရင်အိမ်ရှိထိလိုက်သွားပြီးထိုင်ကြော့ခိုင်းတဲ့အထိလည်းလှုပ်ပြတတ်သူဖြစ်ပါတယ်မောက်မာတက်တဲ့မျိုးသမီးလို့ထင်ရပေမဲ့လည်းတကယ်လက်တွေ့မှာတော့အများမလုံးနိုင်တဲ့အရာတွေကိုလှုပ်ပြပြီးငလျင်ဘေးသင့်ပြည်သူတွေကိုကူညီနေတာပါငလျင်အကြောင်းအိမ်ဆုံးရှုံးရတဲ့သူတွေကိုအိမ်သစ်လေးတွေရအောင်စူးစမ်းပေးနေတဲ့အေတင်ကိုရဲ့စိတ်ထားလေးကိုပရိသတ်ကြီးရောသဘောကျရလားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ